days later. ဟာနောက်ဆုံးတော့ငါအရန်ဖွင့်ကျင်ခဲ့ကုံစုံဆိုင်လေးကိုငါဖွင့်နိုင်ခဲ့ပြီကွာဟာအပေါ်မှာမောင်စမတ်ကုံစုံဆိုင်ဆိုပြီးတော့ဆိုင်းဘုတ်လေးနဲ့ဟာရောက်ရေးမုတ်ဆိုင်လေးကတော်တော်မိုက်တယ်ကွာနေစမ်းမောင်ကွာဟိုကောင်ဘိုးဘိုးနဲ့အီတီအေးဆက်ကိုသွားပြီးတော့တိတ်တာခုထိမရောက်လာသေးလားမသိဘူးဒီနေ့ငါဖုန်းလက်ဆက်ကြည့်အောင်မယ်အေးရောက်နေမင်းတို့ကွာသွားတာကြာလာပြီခုထိပြန်မရောက်သေးဘူးလားငါတို့ကဆိုင်ဖွင့်တော့မယ်ကွာတော်ကြဝဲသွေးလာနေတိုင်ပတ်နေမယ်ကွာအေးဆက်ကခုထိမရောက်သေးဘူးလားမရသေးဘူးတဲ့ကိုကြီးစမရဒီမှာဘိုးနဲ့အီတီလည်းစိတ်ညစ်နေရဗျနောက်ထပ်တနားရောက်ထပ်ဆောင်အောင်မယ်ဗျအဲ့ဒါကိုကြီးစမဘိုးတို့စောင့်မနေနဲ့တော့ဗျကိုပေါ့ကိုပဲဆိုင်ဖွင့်ထားနေတော့ဗျတော်ကြဆိုင်ဖွင့်တာနောက်ကြလို့ရှိရင်ပထမဆုံးဆိုင်ဖွင့်တဲ့နေ့ကိုတော်ကြလက်ပိတ်နေပါဦးမယ်ဗျအေးဆက်ကခဏနေရပါလိမ့်မယ်တနားရောက်နေရလိမ့်မယ်ဆိုအေးဆက်ရမှာပဲဘိုးတခါတည်လာခဲ့လိုက်မယ်လေအခုကဘိုးဒီမှာခဏဆောင်ပေးရအောင်မယ်ဗျဩအရေးအကြောင်းဆိုဖြစ်ပြီကွာဒါမဲ့အေးဆက်မရှိတဲ့အထက်မှာအေးဘူးတွေအများကြီးရှိတာပဲကွာဟုတ်သားပဲကဲမောင်စမတ်ကုံစုံဆိုင်လေးစတင်ဖွင့်လိုက်ပါတော့မယ်ရောင်အေးဘယ်သူလာဝယ်မလဲဘာရောင်းရမလဲမသိဘူးအထဲမှာတော့ငါဒီမှာဝန်ထမ်းတွေပါရောနေမှာခန့်ထားတယ်ကွာဦးလေးကိုစင်ပြကြရလားအစင်ပြပါလေလူလေးရေဦးလေးကိုတန်ရှင်းအနေနဲ့တာဝန်တော့ခြေပါရင်မလားကွာပုံစံမောင်မရှိစရာဦးလေးကိုတခြားတန်ရှင်းလုပ်ထားပါရဲ့ဟဲ့ဟုတ်တယ်ဦးလေးရဲ့တန်ရှင်းတာဝန်ရတော့တကယ်ခြေပွန်းနဲ့ဗျာခြေပွန်းနဲ့ကျွန်တော်တော့လေးစားရဲ့ဒီဘက်ကကိုကြီးရောကျွန်တော်ဟိုစင်းစရနေတွက်ချက်ဖို့အတွက် ready ပဲလား ready ပဲ STA ready ပဲပြောကျွန်တော်တော့လုံးဝ ready ပဲဗျာ okay ဒါဆိုရင်ငါကောင်းဆောင်မှာစထိုင်ရအောင်ပဲရောက်ရေးဘယ်သူလာဝယ်ကြမလဲမသိဘူးကွာငါ့ရဲ့ပထမဆုံး customer ဘယ်သူဖြစ်မလဲမသိဘူးဟောဒီမောအမလီခေါ်ရနိုင်တော့ကွာဒီမောကောင်းဆောင်ဆိုင်အတူတူဖွင့်တော့ပါလားကွာပေါ်ဆိုင်ဖို့တော့ချိန်လိုက်ငါမျက်စိရလေကွာမျက်မှန်နဲ့ပါဝါထူးနဲ့မှုံနေရောဆိုင်ဖို့တခြားဖွင့်လို့မရဘူးကွာသူရေးထားတာကတော့အရှိရပါဘာဖြစ်လဲဦးစမိုးဆိုတာလားဦးစမိုးကုံစုံဆိုင်ဆိုတာမသိဘူးမသိပါဘူးကွာထားလိုက်ပါအမလေးဆိုင်တုတ်ဝင်လာဆိုဒီမှာမဂဇင်းတွေကောင်းတယ်လို့ကြားတယ်ကွာဒီမှာကောင်းလေးမင်းဒီဆိုင်ကဝင်ထားတာကွာငါ့ကိုလေဟိုးနောက်ကမဂဇင်းတွေ3000လောက်ပေးပါကွာပေးပါအဲ့ဒါလေးငါဒီအပိုင်းကတွင်းတွဲနေလို့ကွာဟာနေမောင်ဒါအဖိုးပဲကွာဟာအဖိုးကငါ့ရဲ့ပထမဆုံး customer ဖြစ်နေရပဲဟာဝမ်းသာရဲ့ဗျာဒါနဲ့အဖိုးဘာရှူမှကျွန်တော်တခြားမကြားလို့ဒီကောင်လေးရတယ်ကွာနားမကောင်းဘူးတင်နေငါမင်းပြောနေရလေဟိုးနောက်ကမဂဇင်း3000လောက်ငါ့ကိုပေးပါလို့မင်းကြီးကဝန်ထမ်းလုပ်ပြီးတော့ကွာမင်းအချိုးလည်းမပြေဘူးကွာဗျာဟိုဘွားမဂဇင်း